ကျွန်တော်နာမည်ကဒါသီလန်ဖြစ်ပါတယ်စကိုင်းတိုင်းကလေးမျိုးကနေလာရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ဒီမြန်မာနိုင်ငံမှာလည်းဒီလမ်းဘေးစင်ရသားလူမျိုးတွေလည်းလူမျိုးတွေကလည်းဒီလိုအဆူပင်းငယ်တော်တော်အတန်ကောင်းတဲ့သူတွေအများကြီးရှိပါတယ်ကြာရှုံးတဲ့သူတွေလည်းအားမငယ်ကြက်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ကိုယ့်ရဲ့ဒီပထမခြေလမ်းတလမ်းကိုကကြာရှုံးခဲ့ပေမဲ့ကိုယ့်ရဲ့နောက်တစ်ခေါက်ခြေလမ်းကြာရှုံးခြင်းကကိုရှေ့ပေါင်းများစွာလမ်းပေါ်တဲ့ခြေလမ်းအစဖြစ်ပါတယ်ကျွန်တော်အားပေးချင်ပါတယ်လုံးဝအားမငယ်ကြပါနဲ့လို့ကျွန်တော်အားပေးချင်ပါတယ်ပိုင်ဆိုင်သမျှအားလုံးမင်းတွေအစိမ့်နဲ့ခံတာကုန်လုံးပဲယုံကြည်နာလေမှုရှင်သာနေမဲ့ချစ်ချင်းများတရားတွေမမှုဘူးကိုယ့်ရဲ့ဘေးနာမရှိနေရင်ဆိုင်ရဲ့တဲ့အန်တွေအားလုံးနေဖြစ်သွားမဲ့ချစ်စွာဒီမဲ့မှာလေအရင်ဆုံးပြောချင်တာမောင်လေးထန်တင်ညာငါအချစ်စွမ်းအားကိုဂရီယမ်တဲ့ချင်းလေးကိုစူသွားတော့ဒီမှာဒီ personal chat ထဲကဟာလေးကိုဖတ်ထားတာပေါ့နော်အားလဲအားပေးခြင်းလို့ပါအဆူတော်ဖြစ်ခြင်းပေမဲ့တဲ့အိမ်မက်ကအဆူတော်ဖြစ်ခြင်းပေမဲ့အရက်ပူလို့စိုးရိမ်နေတဲ့တခြားသူတွေထပ်ပူပြီးစူးစမ်းနေတယ်ဒါစိတ်ညစ်စရာမဟုတ်ပါဘူးလို့အရက်ပူတာလေစူးစမ်းပါနော်ညီလေးဆန်းသူအောင်အရင်ပြောချင်တယ်နော်ညီလေးဂီတာတီးပြီးတော့ဆူသွားတာရမ်းကြည့်လကောင်းတယ်ပြီးတော့ဂီတာတီးတက်တဲ့အတွက်အများကြီးအထောက်အကူဖြစ်ပါတယ်ဆိုနိုင်တယ်အဲ့ဒီတစ်ခုလေးတော့သဘောကျတယ်ကိုကနော်နောက်ထန်သင်းလျံပေါ့နော်ညီလေးအကိုဝေဖန်ရမယ်ဆိုတော့ညီလေး creative လုပ်ချင်တယ်ပေါ့နော် creativity လုပ်ချင်တယ်ပြောင်းကြည့်ချင်တယ်ဆိုရင်အကိုအကြံပေးချင်တာသချင်းလေးတွေများများနားထောင်ပါများဆိုပါပြီးတော့ music တကယ်နားလေတဲ့အကိုတွေနဲ့တိုင်ပင်မှာပြတ်စူးစမ်းပြီးပြောင်းကြည့်မယ်ဆိုတဲ့စိတ်သက်လေးကိုအကိုကကြိုက်ပါတယ်အဲ့တော့နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်ကံကောင်းပါစေနော်ကျွန်တော်တို့အဆုံးဖြတ်ပေးပါတော့မယ်ခင်ဗျာ Galaxy Star ကလည်း War Star တယောက်ဖြစ်ဖို့အတွက်ဆိုတော့အရေးချင်းကအသေးစိတ်ကစားလေ့လာတာဖြစ်တဲ့အတွက်တိုင်လူချင်းမင်းတွေ ready ဖြစ်နေပါပြီခင်ဗျာကဲကျွန်တော်တို့ရဲ့ဒီကနေ့ battle မှာအနိုင်ရရှိသူက1 2 3 Galaxy Star And I never lied to admit that I was wrong And I've been so caught up in my job Didn't see what's going on But now I know Go in the brain, mission inside And they all on them Shut down, make you swim 1 2 3 Galaxy Star You are draft singer or something draft singer Okay လေးမဲအပြတ်နိုင်ရရှိသွားပြီဖြစ်ပါတယ်ဗျာ draft singer ပထမဆုံးဒီဆိုရဲညီလေးဖြစ်ပါတယ် Congratulations ပါခင်ဗျာ Samsung အနေချင်းနဲ့ invitation card လေးကိုလက်ခံပေးပါကဲခုနက challenge singer ညီလေးကိုလည်းကျေးဇူးများကြီးပဲတင်ပါတယ်ဟုတ်ပြီနော်ဆက်ပြီးကြိုးစားပါခင်ဗျာ Congratulationsပြိုင်ပွဲတွေဒါမျိုးအဆူပြိုင်ပွဲတွေကျွန်တော်တစ်ခါမှလည်းမပါဘူးဒါကျွန်တော်ရဲ့ပထမဆုံးခြေလမ်းဖြစ်တယ်ဒီပထမဆုံးခြေလမ်းမှာကျွန်တော်အစင်းတက်သွားတဲ့အတွက်စင်းတက်တိုင်းကျွန်တော်မပြောပြတဲ့စကားတော့မပြောတတ်တော့ကြောင်နေတအားပျော်လို့မထင်လည်းမထင်ဘူးဒီရန်တို့ပညာကြတော့ကျွန်တော်ဝါသနာပါတာဆိုတာထက်ပိုတယ်ဒီတချင်းကြတော့ကျွန်တော်တချင်းဆိုဝါသနာပါတယ်ဆိုတာထက်ကတချင်းရိုးပြီးရိုးနေပါပေါ့အဲ့လိုပြောလို့ရတယ်မြန်မာ